ဒီဘက်ခေတ်မှာအတူရောင်တွေကစစ်မှန်နေထက်ပို့ပြီးတော့စစ်မှန်နေပြီလားနောက်ဆိုလို့ရှိရင် AI နဲ့ looking တဲ့ app ဆိုတာရှိပါဦးမလားဘာကြောင့်ဒီလိုပြောနေရလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်တုန်းကသုံးခဲ့တဲ့ video editing app တွေ photo editing လုပ်တဲ့ app တွေမှာ AI တွေပါဝင်လာတာကတော့တက်တည်တစ်ခုအနေနဲ့ပြောလို့ရမယ်။ Okay ဒါဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်တို့ local အတွင်းမှာရောဒီလိပ်ပြဆိုတဲ့အင်ကြီးလေးနဲ့ trend ဖြစ်နေတဲ့ app တစ်ခုအကြောင်းဒါမှမဟုတ်ယောက်ျားလေးရောမိန်းကလေးရောအတွက်ကိုအသုံးဝင်မဲ့ကိုကပတ်စံလည်းအများကြီးသုံးရမလို့ပဲနဲ့အင်ကြီး fashion တော်တော်များများကိုသုံးလို့ရမယ် app တစ်ခုကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီ app မှာဘယ်လိုမျိုး function တွေရှိမလဲဘယ်လိုထူးထူးခြားခြားအချက်တွေကကျွန်တော်တို့အသုံးဝင်နေမှာလဲဆိုတော့ကိုမျှဝေပေးဖို့ဒီ app နာမည်လေးမိတ်ဆက်လိုက်မယ် Beauty Can လို့ခေါ်တယ်။ခါတိုင်းလိုပဲကျွန်တော်ပြောနေကြတဲ့အတိုင်း Google Play Store App Store ကနေတခုခုကနေ down လိုက်ပါတော့။ဝင်လိုက်ပြီဆိုတော့လည်းကျွန်တော်တို့ဒီ app ရဲ့ထူးခြားတဲ့ဟာတခုကကြတော့ login ဝင်စရာမလိုပဲနဲ့ပေါ့နော်ဒီအထဲမှာရှိတဲ့ feature တွေအားလုံးကို basic feature ပေါ့နော် basic feature တွေအားလုံးကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်ထိတ်ဆုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်မြင်နေကြအတိုင်းပဲဒီလက်ပြပုံစံပေါ့နော်အင်ကြီး crop top ပုံစံလိုဟာလေးကိုချိန်လို့ရတဲ့ feature တခုမြင်ရမယ် okay အောက်က feature တွေမပြောခင်မှာဒီကောင်လေးအရင်ဆန်းပြမယ် okay ကိုပြောင်းကျင်တဲ့ပုံတစ်ခုရွေးလိုက်ပေါ့နော်ဒီကောင်ကရမ်းကြီးချုပ်ထွေးထွေးကြီးမဟုတ်ဘူး one click နဲ့တင်လုပ်လို့ရတဲ့ app မျိုးတချို့ error တော့ရှိတယ်ဘာလဲဆိုလို့ရှိရင်ပုံနေထားပုံမူတည်ပြီးတော့ပုံတွေကပေါ့နော်ချိန်လို့မရတာမျိုးရှိတယ်အဲဆိုလို့ရှိရင်နောက်ထပ်တစ်ချိန်ထပ်ထွန်းကြည့်ပေါ့ okay ကျွန်တော်တို့45စက္ကန့်လောက်ကြာပြီးတဲ့အချိန်မှာတော့ပုံကတော့ပြောင်းလဲသွားပြီပေါ့နော်သူရဲ့ post ပေးတဲ့ပုံစံတွေကအစဒီသူအင်ကြီးထည့်ဖို့လာတော့မသိဘူးနည်းငယ်တော့ချိန်သွားတယ်ဘယ်လိုလဲဆိုလို့ရှိရင်လက်တင်ထားတာမျိုးဆိုလို့ရှိရင်လက်ကိုအောက်ကျသွားတာမျိုးပုံစံကတော့တော်တော်ကြီးချိန်သွားတယ်ဗျာဒီ before and after လည်းကြည့်လို့ရတယ်ဒီဘက်တောက်လေးမှာမြင်နေရတဲ့အတိုင်းပဲပေါ့နော်ဒီတော့ဟိုမိုက်သွားတဲ့ပုံတစ်ခုရရှိမှာဖြစ်ပါတယ်အစ်စ်လို့လားတော့တချို့ပြောတဲ့ feedback တွေရဆိုလို့ရှိရင်ဒါအစ်စ်ဝယ်ဝစ်ကြတာလားလို့တော့ပြောကြတယ်ပေါ့ဗျာဒီဘက်မှာဆိုလို့ရှိရင်လည်းဒီအင်ကြီးမှာမဟုတ်ပါဘူးတခြားတော့ဒီမျိုးစုံပါပဲအင်ကြီးတွေကတော်တော်လေးစွန့်စုံလင်းလင်းရှိတယ်အဲ့ဒါလေးတွေကိုလည်း try ကြည့်လို့ရပါတယ်โอเคကျွန်တော်တစ်ခုဆက် try ပြမယ်โอเค45စက္ကန့်လောက်ကြာပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့လိုချင်တဲ့နောက်ထပ် function တစ်ခုလည်းထပ်ရသွားပြီပေါ့ဗျာဒါဆိုယောက်ျားလေးအတွက်လည်းရတယ်ဒီဘက်မှာဆိုလို့ရှိရင်မြင်နေရတဲ့အတိုင်းပဲပေါ့နော်ဟင်းဆိုတဲ့နေရာမှာယောက်ျားလေးအတွက်တည်တံ့နေတဲ့ fashion ပုံတွေကိုမြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ယောက်ျားလေးပုံမရိုက်ပြထားဘူးဆိုတော့မစမ်းပြတော့ဘူးအားလုံးမြင်နေရတဲ့အတိုင်းဒီစိန်တုံးတွေတက်ထားတဲ့ဟာကြတော့ကျွန်တော် premium အနေနဲ့ဝယ်သုံးရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် free သုံးတဲ့အခမဲ့ app ဟာတွေပဲကျွန်တော်စမ်းပြသွားတာဖြစ်ပါတယ်โอเคဒါဆိုလို့ချင်းဒီပိုင်းလေးပြီးသွားပြီဆိုရင်ဒီ app မှာဘာတွေထပ်ရှိသေးလဲအနေချင်းဆက်စုကြည့်အောင်ဟုတ်ပါပြီဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့စပင်ပုံစံပေါ့နော်အတူလားအရှည်လားကောက်ချင်တာလားဖျောက်ချင်တာလားအဲ့လိုဟာတွေကိုလည်းလုပ်လို့ရတဲ့ feature တွေကိုတွေ့ရမှာဖြစ်ပါတယ်တစ်ခုလောက်ကျွန်တော်စမ်းပြမယ်တစ်ခုလောက်စမ်းပြမယ်ဆိုတော့ကိုလည်းကဲဒီအောင်ကြည့်ပြီးတော့ live လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုကြိုက်တောင်ဖြစ်တယ်ကိုလုပ်ချင်တဲ့ပုံကိုရွေးလိုက်ပေါ့နော်ကျွန်တော်ဒီပုံလေးနဲ့အစမ်းလုပ်ပြမယ်โอเค30စက္ကန့်45စက္ကန့်လောက်ကြာပြီးတဲ့အချိန်မှာတော့ဒီလိုမျိုးစပင်ပုံစံချိန်သွားတဲ့ပုံလေးတစ်ခုကိုရပြီပေါ့နော် one click ပါပဲမြင်နေရတဲ့အတိုင်းပဲပေါ့နော်တော်တော်လေးကိုပြောင်းလဲသွားတယ်ဆိုရင်ရလက်ကိုမြင်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနောက်ထပ်တစ်ခုကိုလည်းစမ်းပြပါပြီနောက်ထပ်ဘာ feature တွေထပ်ရှိအောင်လဲထပ်စမ်းပြပေးပါမယ်ဒီအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီပုံတွေကိုစပင်ပုံစံအတူအရှိချိန်တာပြီးသွားပြီနောက်ထပ်အနေနဲ့ကျွန်တော်တို့က trend ဖြစ်နေတဲ့ဟာတစ်ခုရှိသေးတယ်။ဘာလဲဆိုတော့ကင်မရာလေးတွေနဲ့ကိုဖုန်းမှာပဲကင်မရာ app လေးတွေနဲ့ရိုက်တဲ့ဟာတစ်ခုပေါ့နော်။အဲ့ဒါကိုလည်းဒီ app မှာလုပ်လို့ရပါသေးတယ်။ဘယ်လိုလဲဆိုလို့ရှိရင်တော့ဒီအောက်မှာ all digital camera ဆိုတဲ့နေရာမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာကင်မရာပေါင်း16000ပေါ့နော်16000တော့မရှိဘူးကျွန်တော်စကားဖြစ်ပြောပြတာဒါဒီမှာဒီတောက်လေးမှာပေါ့နော်ကျွန်တော်နှိပ်လိုက်တဲ့ကြောင့်ဒီမှာပေါ်လာတာဒီတောက်မှာဆိုလို့ရှိရင်ကျွန်တော်ကင်မရာမျိုးစုံရွေးလို့ရတယ်ပေါ့ဗျာ sorry ပါကျွန်တော်ရုပ်လေးအတွက်သိခံပေးပါ okay ဒီဘက်မှာကျွန်တော်ရိုက်ချင်တဲ့ပုံပေါ့နော်ရိုက်လို့ရပါတယ်ရိုက်တော့မပြတော့ပါဘူးဒီအစမ်းအနေနဲ့ပဲကျွန်တော်ရိုက်ပြတာဖြစ်ပါတယ် okay ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကြ
ကျွန်တော်ပြောချင်တာကအဓိကဒီထဲမှာကင်မရာမျိုးစုံကိုကျွန်တော်တို့ဒီသူ့ရဲ့ filter တွေနဲ့ light ရိုက်လို့ရတယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်โอเคရပါပြီအဲ့လောက်ပါပဲဒါဆိုလို့ရှိရင်တော့နောက်ထပ်တစ်ခုအနေနဲ့ AI ကာတွန်း enemy ပုံစံတွေကိုလည်းအောက်ဆုံးမှာမြင်နေရတဲ့အတိုင်းအဲ့ဒီနေရာမှာချိန်လို့ရပါသေးတယ်ဒီအလေကဘန်းရောင်ကင်မရာပုံစံကြီးကတော့ကျွန်တော်တို့ကင်မရာရိုက်တဲ့ခါကျလို့ရှိရင်လုံးဝ edit လုပ်လို့ရမယ့်ပုံစံမျိုးလုပ်ထားတာမျိုးဖြစ်ပါတယ်ဒီကောင်တော့အသေးစိတ် detail တော့ကျွန်တော်ရှင်းမပြတော့ဘူးဒီကောင်ရှိတယ်ဆိုတာတော့ပဲကျွန်တော်ပြောပြပေးတာပါဟုတ်ပါပြီအားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအကောင့်ဒီ app မှာပေါ့နော်အကောင့် login လည်းဝင်ကြမလို့ basic feature တော်တော်များများကိုလည်းဒီ app မှာ AI နေလည်းပါတယ်ပေါ့ဗျာအဲ့ဒါကိုသုံးလို့ရတယ်ဆိုတော့ပြောပြပေးသွားတာမျှဝေပေးသွားတာဖြစ်ပါတယ်ဒါနဲ့မေးတော့မလို့ကျွန်တော်ဒီ app မှာသဘောကျတဲ့ feature နှစ်ခုရှိတယ်။ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ photo booth ဆိုတဲ့ feature တစ်ခုရယ်နောက်ထပ် video edit လုပ်လို့ရတဲ့ဟာတစ်ခု photo booth မှာဆိုလို့ရှိရင်တော့စုံစုံလင်းလင်း template တွေနဲ့ကျွန်တော်တို့ကပုံတွေရိုက်တဲ့ဟာတွေကိုပေါ့နော်။တော့လှလှပပလေးဖြစ်သွားအောင်လုပ်ပေးလို့ရနိုင်တဲ့ဟာတစ်ခုပါ။ကျွန်တော်တော့ရိုက်မပြတော့ဘူး။ကိုယ့်အကူသိချင်လို့ရှိရင်တော့နည်းနည်းစမ်းကြည့်ပေါ့ဗျာ။ဒါကတော့ကျွန်တော်ရှိတယ်ဆိုရဲသဘောကျတယ်ဆိုရဲချက်ကိုပဲပြောပြပေးတာ။ဒီပုံမှာဆိုလို့ရှိရင်လည်း video edit လုပ်လို့ရတဲ့ဟာတစ်ခု video edit လုပ်တဲ့အခါမှာလည်းသူက HD quality ကိုထုတ်ပေးပြီးတော့သူရဲ့တခြား video editing လုပ်လို့ရတဲ့ function နီးပါးအားလုံးနီးပါးရှိပါတယ်ဒီအောက်မှာမြင်နေရတဲ့အတိုင်းပါပဲโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ app မှာသဘောကျတဲ့ personal ရပါတော့သဘောကျတဲ့ဟာတခုဆိုလို့ရှိရင် photo boost လိုမျိုးပုံရိုက်လို့ရတဲ့ဟာတွေကင်မရာတွေအများကြီးကိုမှကိုယ့်ရဲ့ filter တွေစုံစုံလင်းလင်းရိုက်လို့ရတယ်video edit လုပ်လို့ရတယ်ဆိုတဲ့ဟာတွေကဒီ app မှာတော်တော်လေးပြည့်ပြည့်စုံစုံနဲ့သုံးကျင်စရာကောင်းနေပြီလို့ပြောရင်းနဲ့ tutorial လေးကိုတင်ထားမှာနားလိုက်ပါမယ်အခုရှင်းပြခဲ့ရတဲ့လောက်ဆိုလို့ရှိရင်တော့ဒီ app မှာဘယ်လို feature တွေကဘယ်လိုသုံးဝင်နေရဆိုတာမြင်ခဲ့ပြရပြီပဲဖြစ်ပါတယ် AI feature တွေကိုလည်းကျွန်တော်တို့ကအခမဲ့အနေနဲ့စုံစုံလင်းလင်းသုံးလို့ရနေတာကြီးရွေးချယ်ခြင်းစရာတစ်ခုဖြစ်ပါတယ်ကောင်းပါပြီကိုတိုင်ကပုံတွေကိုစနစ်ပြပြရိုက်ချင်တယ် edit လုပ်ချင်တယ်ဆိုရင်တော့ဒီကောင်လေးကိုစမ်းသုံးကြည့်ပါကျွန်တော်တို့တက် insight ကနေပြီးတော့အမြဲထားပါစဉ်အားလုံးအတွက်ကြိုးဝင်မဲ့သုံးဝင်မဲ့ app တွေကိုမျှဝေပေးနေပါတယ် channel လေးကို follow လုပ်ခဲ့လို့ရပါတယ် subscribe လုပ်ခဲ့လို့ရပါတယ်နောက်ထပ်အကျိုးရှိတဲ့ app တစ်ခုနဲ့ကျွန်တော်တို့ပြန်လည်တွေ့ဆုံကြပါမယ် bye bye